မော်လမြိုင်မြို့ဦးစီနာဖျားမှာဖျားမျက်နှာတော်ပုံပေါ်ပေါက်လာခဲ့ပြီးမဟာမြတ်မုနိဖျားရုပ်ပွားတော်ပုံစံနဲ့ဖူးတွေ့ခဲ့ရတယ်လို့ဆိုပါတယ်။ဆိုပါဗီဒီယိုကိုဒီလိုမျိုးတွေ့မြင်ခဲ့ရပါတယ်ခင်ဗျာ။မဟာမြတ်မုနိရုပ်ပွားတော်ရဲ့မျက်နှာတော်ပုံစံမျိုး။နော်ဟုတ်တယ်ဟိုမြတ်စွာဘုရားရှင်ရဲ့တွေ့ဟိုပါပေါ့သူ့ဦးဒီရောတက္ကနာတော်တယ်ပရိသတ်ကြီးရဲ့တင်ပြရင်းစားချက်ကိုလည်း comment မှာပြောခဲ့နေပါတယ်ခင်ဗျာကျွန်တော်ကတော့ဒါဟာထူးခြားတဲ့အရာတစ်ခုလို့ထင်တဲ့အတွက်တင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်ဖူးမြော်နိုင်ရန်အတွက်ပြန်လည်ပြီးဝေမျှပေးလို့ရပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်